ဂျပန်ရောက်ကစားတော့လုံးဝမခါတယ်မကြိုက်ခဲ့တာပေါ့နော်အခုဂျပန်ရောက်ပြီး3နှစ်အတွင်းမှာအကြိုက်ဆုံးအစားအစာပြောပါဆိုလို့ရှိရင်လုံးဝခါတယ်ကအကြိုက်ဆုံးစားစားတွေမှာပါသွားရပေါ့နော်ကိုတယောက်တည်းခါရကြိုက်တာလားဆိုတော့မဟုတ်ဘူးကိုကောင်လေးကလည်းကိုခါရကြိုက်တဲ့ခါကျတော့သူ့ကိုပါလိုက်ပြီးကျွေးကြည့်ရပေါ့နော်သူလေးလုံးဝခါရကြိုက်တဲ့ထဲမှာပါသွားတယ်ကွာအဲ့ဒါနဲ့အင်ဒိုဆိုင်နေရှိသမျှအင်ဒိုဆိုင်နေခါရတွေလိုက်စားရပေါ့နော်အရန်ကြိုက်တယ်ဒီအခုစားတဲ့ဆိုင်ဆိုလို့ရှိရင်အေခဲဘုကုလိုမှာရှိရဲတွန်ဘိုင်းလို့ခေါ်တဲ့အင်ဒိုဆိုင်ပေါ့နော်သူကခါတဲ့အပြင်မှာတခြားမီနူးတွေလည်းရတယ်ထိုင်းမီနူးတွေလည်းရတယ်ပေါ့နော်ကြိုက်လို့ဆိုပြီးတော့သွားစားနေတာ4ခါလောက်ရှိပြီပေါ့နော်ဆိုင်ရလူတော်မှကိုမှတ်မိနေပြီကွာlunch menu ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဈေးသက်တာရယ်ပေါ့နော်ကိုကသွားစားတိုင်းအမြင်နဲ့ညနေပဲဖြစ်နေတဲ့ခါကျတော့ဒီ lunch menu ထက်တော့နည်းနည်းလေးဈေးပိုများရယ်ပေါ့နော်ဒါပေမဲ့အရင်ဈေးကြည့်ရလားဆိုတော့လည်းမဟုတ်ဘူးနောက်ပိုင်းဒန်ပေါက်စားခြင်းလို့ရှိရင်အဲ့လိုမျိုးအင်ဒိုဆိုင်တွေမှာစားပြစ်တာများရယ်ပေါ့နော်ပြီးတော့အဲ့ဒီဆိုင်မှာတိုရှီလေးရရယ်ပေါ့နော်မြန်မာနိုင်ငံကတိုရှီနေတော့နည်းနည်းလေးကွာတယ်သူကအထက်ထဲမှာအစာပလာကြီးထည့်ထားတာပေါ့နော်အဲ့ဒီကစားခဲ့တာဆိုလို့ရှိရင်4000နီးပါးလာပဲကြာခဲ့တယ်ပေါ့နော်တော်တော်လေးပိုက်တအောင်စားခဲ့ရရယ်ကွာရှိဘူးရရှင်းဂျကူတို့မှာလည်းဆိုင်ခွဲရှိရယ်ပေါ့နော်အဲ့ဒီမှာတော့တော့မစားဘူးသေးဘူးဒါပေမဲ့မီနူးတွေကတစ်ဆိုင်နဲ့တစ်ဆိုင်နဲ့မတူဘူးလို့ပြောရယ်ပေါ့ခါရလုံးဝမကြိုက်ဘူးဆိုလို့ရှိရင်တော့မှာပဲပေါ့နော်ဒီအင်ဒိုဆိုင်တွေမှာရှိရခါရတွေပေါ့နော်စမ်းပြီးတော့စားကြည့်ပါအားလုံးပဲဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်